ကာလာဝမ်းဒီအခုဖြစ်နေတဲ့ပြဿနာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကြုံခဲ့တဲ့ဟာလေးကိုပြန်ပြီးတော့ပြောပြချင်ပါတယ်ကျွန်တော်တို့အဓိကကတော့မြန်မာဒုတ်ထိုးပေါ့နော်page တစ်ခုကနေမြန်မာဒုတ်ထိုးကိုမာစားလိုက်တယ်မာစားပြီးတော့နောက်ရက်မှာနေ့လေကင်လောက်ကစပြီးတော့ bite တင်နာလာတယ်နာလာပြီးတော့ကျွန်တော်တို့ညနေ2 နာရီလောက်မှာစပြီးတော့ဝမ်းသွားတယ်ပေါ့နော်အဲ့ဒီဝမ်းသွားပြီးတော့ bike ကတော်တော်ဆူဆူရင်းရင်းနဲ့နာနေပြီနာနေပြီးတော့ကျွန်တော်တို့ညနေပိုင်း9 နာရီနောက်ပိုင်းမှာဝမ်းဇက်တိုက်တွေသွားလာတာည7 နာရီခွဲလောက်မှာဝမ်းဆန်စေးရည်အယောင်တွေပေါ့နော်မယုတ်သေးစကားအဖြူရောင်တွေဖြစ်လာတဲ့အထိကိုအချိန်ကြီးစိုးလာခဲ့ပါတယ်အဲ့ဒီအချိန်မှာတော့လူကသွေးပေါင်တွေလည်းအရန်ကျနေပြီပြီးတော့ကျွန်တော်တို့ရေဓာတ်ဆုံးရှုံးမှုအရန်မြင့်သွားတာဖြစ်တဲ့အတွက်ကြွက်သားတွေကလည်းကြွက်တွေတောက်လျှောက်တက်နေပါပြီအဲဒါကြောင့်ကျွန်တော်တို့မှာတခြားရွေးချယ်စရာမရှိပဲကျွန်တော်တို့စေးရုံကိုပဲအမြန်ဆုံးတက်ဖို့လုပ်ရပါတော့တယ်အဲဒါနောက်ကျွန်တော်တို့ Grand Hand Emergency Room ကိုတွားခဲ့ပါတယ်ကျွန်တော်တို့ရောက်တာနဲ့ဒီလူနာရောက်လာတာအချိန်ကြီးရပေါ့နော်ဒီလောက်သွေးပေါင်တွေကျနေတာကိုစောစောမခေါ်လာလို့ဆိုပြီးတော့ကျွန်တော်တို့စုခံလိုက်ရပါသေးတယ်ရောက်တာနဲ့တော့ဆရာမတွေကဂရုတစိုက်နဲ့လိုအပ်တဲ့ drip သွင်းတာသွေးစစ်တာတွေတခါတည်းလှုပ်ဆောင်ပါတယ်ဒီနေရာမှာတခုသတိထားဖို့ပြောချင်တာဝမ်းအရန်သွားတာများလို့ရင်ကျွန်တော်တို့ဒီခန္ဓာကိုယ်ရင်းကလေးသားဖြစ်တဲ့ကြောက်ကပ်ကိုပါထိခိုက်ပျက်စီးနေပါတယ်ကျွန်တော်တို့စစ်ချင်းတုန်းကဒီကြောက်ကပ် creatinine level ကပုံမှန်ထက်အများကြီးတက်သွားခဲ့ပါတယ်အဲ့ဒါကိုကျွန်တော်တို့ပြန်ပြီးတော့တော်တော်ကုယူလိုက်ရပါတယ်ပြီးတော့ကျွန်တော်တို့အားလုံးပေါင်းတိုတယ်6 ရက်လောက်ဆေးရုံတက်လိုက်ရတယ်ပေါ့နော်ကျွန်တော်တို့ကြောက်ကထိတာကိုပြန်ပြီးကုရတယ်ဝမ်းသွားတာကိုရအောင်ကုရတယ်ကျွန်တော်တို့ဒီကာလာဝမ်းယောဂပိုးရှိမရှိစစ်ကြတယ်ပေါ့နော်အကယ်ရှိလို့ကာလာဝမ်းယောဂပိုးရှိတယ်ဆိုရင်လူနာဆောင်တဲ့သူကိုပါကျွန်တော်တို့ပိုးသက်ဆေးတွေတောက်ခိုင်းမှာဖြစ်ပါတယ်ကျွန်တော်ကကာလာဝမ်းယောဂတော့မတွေ့ရပါဘူးဒါပေမဲ့ပြင်းထန်ဝမ်းသွားတော့ဖြစ်ခဲ့ပါတယ်ကျွန်တော်တို့6 ရက်ပြီးတော့ကျွန်တော်တို့ပြန်လာပါတယ်ဒါပေမဲ့သွေးအားအရန်နေသွားတာတော့ကျွန်တော်တို့ဆက်လက်ကုသနေရဆဲဖြစ်ပါတယ်အခုချိန်ထိလည်းကျွန်တော်တို့တက်စာတောက်နေရဆဲပါပဲအဓိကကတော့လမ်းဘေးစာပေါ့နော်လမ်းဘေးစာကိုအဲ့လိုမျိုးမစားကြဘူးအချင်းနေမုံဖက်တွေဒီယာရုပစ္စည်းတွေပါနိုင်တဲ့အစားအသောက်တွေကိုတတိထားပြီးစားကြဖို့လည်းမှာချင်ပါတယ်ပြီးတော့အားရှိမဲ့အစားအစာပေါ့နော်ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေစားဖို့လည်းမှာချင်ပါတယ်ဝမ်းသွားရဲဆိုပြီးတော့မပေါ့ပါနဲ့လိုအပ်ရင်ဆေးရုံဆေးခန်းကိုအချိန်မီပြသဖို့အရေးကြီးပါတယ်ဒီကျွန်တော်တို့ဒီဝမ်းသွားတာနဲ့နောက်ဆက်တွဲအကျိုးဆက်တွေကပျက်စီးမှုများနိုင်လို့ပါ